ဒီနေ့မှာတော့ကျွန်တော် TikTok အကောင့် Gmail ချိန်းနည်းလေးပြပေးမယ်เนาะ Gmail ချိန်းနည်းရဲ့နာမည်ချိန်းနည်းရဲ့ TikTok နဲ့ပတ်သက်တဲ့ security ဘိုင်းလေးတွေကျွန်တော်ပြပေးမယ်เนาะအဲ့တော့ကျွန်တော်တို့က TikTok ဒီလိုနေရာရောက်လို့ရှိရင်ကျွန်တော်ဒီ PM မြင့်သုံးချောင်းလေးနှိပ်လိုက်မယ်နှိပ်ပြီးဒီအောက်ရောက်လို့ရှိရင်တော့အောက်ဆုံးကတွေ့ရလားမသိဘူးအောက်ဆုံးကဒါလေးကိုနှိပ်လိုက်မယ်เนาะနှိပ်ပြီးဒီနေရာရောက်သွားပြီဒီနေရာရောက်သွားပြီဆိုကျွန်တော်တို့ကဒီမှာဒီနေရာကိုဆက်နှိပ်မယ်เนาะအကောင့်ဒီနေရာလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်တခါဒီနေရာပဲထပ်နှိပ်မယ်เนาะဒီနေရာထပ်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာအကောင့်တွေလုံခြုံအောင်ကျွန်တော်တို့ကဒီမှာဖုန်းနံပါတ်ရော Gmail ရောချိန်ထားတယ်အကောင့်ပို့လုံခြုံအောင်ဒါကကျွန်တော်ညီလေးတယောက်ကိုဒီအကောင့်လေးရရောင်းထားဖြစ်တဲ့အတွက်ဒီအကောင့်လေးကိုကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဖြုတ်လိုက်မယ်เนาะတချို့ရှင်မတမာသူတွေဆိုလို့ရှိရင်အဲ့နီလန်းတွေလောက်တော့ဒါကဒီဗီဒီယိုကြည့်တဲ့သူကကျွန်တော်ကသုံးဆွဲသူတွေကိုပဲပြောပြတာเนาะဒါပေမဲ့တမာသူတွေကအတူယူသွားရင်တော့လေရပါဘောเนาะကျွန်တော်ဒီနေရာလေးကိုနှိပ်လိုက်မယ်သူကဒီမှာဒီဥစ္စာကိုကျွန်တော်လင့်ဖြုတ်လိုက်မယ်ဒီဖုန်းနံပါတ်ကိုဒါမှတော့ဒီဖုန်းနံပါတ်ကိုကျွန်တော်လင့်ဖြုတ်လိုက်မယ်เนาะโอเคဒါဆိုရင်ဒီလိုပြပြီးအောက်ဆုံး remove ဆိုတာလေးနှိပ်လိုက်โอเคဒါဆိုရင်ဒီဖုန်းနံပါတ်ကိုသူကကုတ်ချလာပြီတွေ့လားလင့်ဖြုတ်တော့တွေ့လား364296 364296မိမိအကောင့်တွေအဲ့လိုမျိုးသူများကဖြုတ်ပြီးဆိုလို့ရှိရင်အဲ့လိုမျိုးဒါဆိုပြုတ်သွားပြီเนาะဒီမှာโอเคပြုတ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာခုနညီလေးရဲ့ Gmail လေးကိုထည့်လိုက်မယ်เนาะ Gmail ချိန်နေဆိုတော့ဒီနေရာလေးကိုနှိပ်ရအောင်เนาะနှိပ်လိုက်ရင်တော့ကျွန်တော်တို့အောက်မှာကျွန်တော်ချိန် Gmail ဆိုတာနှိပ်လိုက်เนาะချိန် Gmail ဆိုတာနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ continue ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီ account ရဲ့ password လေးရိုက်မယ်เนาะကျွန်တော် password လေးရိုက်လိုက်အောင်မယ်เนาะပြီးပြန်ပြပေးမယ်เนาะဒီတက်လက်စားလေးကျွန်တော်ပြပေးမယ်เนาะကျွန်တော်တို့ကဒီမှာပေါ့เนาะ password တွေမေ့နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကောင့်ကလက်ရှိဖုန်းထဲမှာရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိစ္စမရှိပါဘူးအဓိကအကောင့်ကဖုန်းထဲမှာထွက်ထားပြီဆိုလို့ရှိရင်တော့ကျွန်တော် password မေ့လဲနည်းနည်းပြဿနာရှိတယ်ပေါ့เนาะအဲ့ဒါအရန်ခက်ခဲသွားအဲ့တော့ကျွန်တော်ဖုန်းထဲမှာအကောင့်ရှိတယ် password မေ့နေဆိုကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီမှာ password ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะနှိပ်လိုက်ရင်အမှကုတ်နံပါတ်ချလိုက်မယ်เนาะဒီ Gmail တဲ့ကုတ်နံပါတ်ချလိုက်โอเค39646 32โอเคဒီမှာเนาะဒီလိုလေးချလာကျွန်တော် password မေ့လဲကိစ္စဒီမှာ password အသေးရိုက်ကမယ်เนาะမှတ်မိကျွန်တော်ဒီဟာလေးကိုဒီမျက်လုံးပုံလေးနှိပ်လိုက်ကျွန်တော်ကတော့ password ကိုဒီမှာ KK မြန်မာလို့ပေးလိုက်မယ်เนาะ KK မြန်မာလို့ပေးလိုက်မယ်ပေးပြီးလို့ရှိရင်သူကမပြည့်စုံသေးဘူးအဲ့ဒီမှာကျွန်တော်ကဒီမှာနံပါတ်လေးတစ်လုံးထည့်လိုက်မယ်ပေါ့ဗျာနံပါတ်လေးက99လို့ထည့်လိုက်မယ်ထည့်ပြီးကျွန်တော်ဒီနောက်ကနေရာမှာကျွန်တော်ဒါကိုအပ်လို့ခေါ်ပါတော့အပ်ဆိုတဲ့စာလုံးလေးထည့်လိုက်โอเคရပြီเนาะဒီလိုလေးထည့်လိုက်မယ်ထည့်ပြီးကျွန်တော်ဒါလေးကိုဟိုနေဖြစ်ချင်းဓာတ်ပုံလေးရိုက်ထားလို့ရတယ်ပေါ့เนาะဟိုအောင်နေပဲအဲ့ဒါကိုကျွန်တော်ကဒါလေးကိုဒီလိုလေးနှိပ်လိုက်မယ်เนาะโอเคဒါဆိုကျွန်တော် password လေးချိန်သွားပြီချိန်သွားပြီဆိုတော့ကျွန်တော်ဒီမှာအကောင့်ခုန Gmail ချိန်တဲ့နေရာလေးပြန်သွားမယ်เนาะဒီနေရာလေးလုံးနှိပ်မယ်ကျွန်တော် Gmail လေးချိန်မယ်ချိန်သူကဒီမှာ password တောင်းလိုက်မယ်เนาะအဲဆိုခုနနေရာအားလေးနှိပ်ပြလိုက်ကျွန်တော် KK မြန်မာ KK မြန်မာ99ဒါမျိုးနှိပ်လိုက်โอเคအဲဆိုရင်ရပြီเนาะကျွန်တော်တို့ချိန်မဲ့Gmail လေးကိုဒီမှာထည့်ပေးမယ်เนาะကျွန်တော်ကမှချိန်မဲ့ Gmail လေးကြည့်လိုက်အောင်မယ်ဆိုတော့ဒါဆိုဒီ Gmail လေးချိန်ပါเนาะအဲ့တော့ကျွန်တော်ဒီတေချာအောင်စစ်လိုက်စစ်ပြီးကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်เนาะအဲ့ဒါဆိုအဲ့ဒီ Gmail ကိုကုတ်6လုံးတွားပို့ပြီเนาะအဲ့ဆိုအဲ့ကုတ်6လုံးလေးကျွန်တော်ကြည့်လိုက်အောင်မယ်เนาะโอเคဒါဆိုကုတ်နံပါတ်လေးရောက်လာပြီเนาะကုတ်နံပါတ်က3398883ကုတ်နံပါတ်ကတစ်ခါလောက်တကပို့တယ်เนาะဒါဆိုချိန်သွားပြီเนาะဒီမှာတွေ့လားဒီမှာချိန်သွားပြီเนาะဒါ Gmail เนาะခုနအကောင့်ကျွန်တော်စီအကောင့်ဝယ်သွားတဲ့ညီလေးရဲ့ Gmail ဖြစ်သွားပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီဘက်ကိုပြန်သွားလိုက်မယ်เนาะဆိုလို့ရှိရင်ဒါကသူ့ရဲ့Gmail ဖြစ်သွားပြီသူ့ရဲ့ဥစ္စာနဲ့အဲ့တော့ဘာပဲလုပ်လို့သူ့စီပဲပို့တော့မှာဆိုတော့ကျွန်တော်ဒီအကောင့်ကျွန်တော်ထွက်လိုက်တာနဲ့ဒီအကောင့်တွေကိုကျွန်တော်ပြန်ဝင်လို့မရတော့ဘူးပေါ့เนาะဘာဖြစ်လို့သူ့ Gmail တွေကိုကုတ်ပို့မှာအဲ့ကုတ်နံပါတ်ကိုသူကကျွန်တော်ကိုပြောရင်တော့ဝင်လို့ရပါဘူးเนาะโอเคသိကျင်တာရှိရင်ကျွန်တော် comment မှတ်ထားပေးတယ်เนาะ